block တစ်ခုရဖို့ကျင်းသေးလောက်ရှိတဲ့လွယ်တဲ့ coin တစ်ခုကို solo mining လုပ်ပြမယ်မင်္ဂလာပါ crypto Gary ရတဲ့ကြိုဆိုပါရစေကျွန်တော်ကတော့ Gary ပါဒီဗီဒီယိုဖြစ်မြောက်ရေးကိုအဓိကကူညီပေးထားတာက Binance Exchange ဖြစ်ပါတယ် crypto ဝယ်အောင်လုပ်ချင်တဲ့သူတွေ Binance Exchange account ကို VTV BK CFA ကုန်းနဲ့ဖွင့်နေဆိုရင်အကျိုးခံစားခွင့်ရရှိမှာဖြစ်ပါတယ်ကျွန်တော်ရှေ့ဗီဒီယိုအနေနဲ့ Zcash ကို solo တူးတာကို tutorial တစ်ဆင့်ချင်းစီလုပ်ပြပေးခဲ့တယ်လိုက်လုပ်တဲ့သူတွေလည်းတော်များတယ်အဲ့လူတွေကနေပဲကျွန်တော်ကိုပို့ပြီးတော့တန်တဲ့သေးတဲ့ coin တွေ solo တူးနည်းလုပ်ပေးပါဆိုလို့ကျွန်တော်ဒီနေ့ဗီဒီယိုလုပ်ပေးရခြင်းဖြစ်ပါတယ်ဒီနေ့လုပ်ပေးမဲ့ coin ကကျွန်တော်တို့ Raven လို့ခေါ်တယ် Avian သူက block တစ်ခုဆိုရင်9ချက်10ချက်လောက်ကျွန်တော်တို့ရတယ်အဲ့တော့ကိုက$2နဲ့တူးလိုက်လို့10ချက်လောက်ပြန်ရတယ်ဆိုရင်ပြန်ရတဲ့10ချက်ကကို Zcash ကိုတွားတူးချင်တာဒါမှမဟုတ် Avian ကိုဆက်တူးချင်တာကိုရဲ့နောက်ထပ် activities တွေအတွက်အထောက်အကူဖြစ်လိမ့်မယ်ကျွန်တော်တို့ crypto Gary ကိုရိုင်းအစားတွေကကျွန်တော် Zcash ကိုတန်းတူးခဲ့တာမဟုတ်ဘူး Bitcoin လည်းတူးတယ် Litecoin လည်းတူးတယ်ကျွန်တော်လည်းတူးခဲ့တယ်အဲ့တူးတာတွေမရတဲ့အတွက်ကြောင့်မလို့တန်တဲ့ coin တွေရှာရင်လည်းကျွန်တော်တို့ CG ကိုရိုင်း Zcash မှာကန်ထူးသွားတာပါအဲ့တော့ကိုလူတွေက Zcash နဲ့စလုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့အခုပြမဲ့ Raven မှာလည်းကန်ထူးနိုင်ခြေရှိပါတယ်အသေးစိတ်တေချာလေးကြည့်စေချင်ပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့ Raven coin ကိုစပြီးတော့တူးကြရအောင် solo တူးတဲ့နေရာမှာအကောင်းဆုံး pool ကိုရွေးချယ်ဖို့တော့ကအရန်ရေးကြည့်တယ်ကျွန်တော်ခု mining pool မှာကြည့်နေတယ် Raven တူးတဲ့နေရာမှာလောလောလတ်အချိန်မိုက်တဲ့ solo pool လေးရှာနေတယ်ဗောနော်အဲ့တော့ဒီမှာ2 miner solo ဆိုတာတွေ့တယ် block တွေ့လာတာကလွန်ခဲ့တဲ့မိနစ်80တနာရီနဲ့10မိနစ်ပေါ့ဗျာအဲ့တော့2နာရီလောက်တူးမယ်ဆိုရင် block တစ်ခုရနိုင်ချေရှိတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်က2 miner ကိုသွားပြီးတော့ Raven ကိုတူးမယ်အဲ့တော့အခုကျွန်တော်2 miner Raven ရဲ့ website ကိုရောက်သွားပြီးနည်းနည်းဆက်စုမဲ့ချက်လေးရှိတယ်ဒီမှာလက်က49%ဆိုတော့150နဲ့အထက်ဆိုရင်ကိုကဝင်ဖို့အတွက် fine တယ်ပေါ့ဗျာအဲ့လိုပြောရမယ်ပေါ့နော်အဲ့လိုမျိုးပြီးရင်ကျွန်တော်တို့ block reward က1250 Raven ရမယ်9.35ပေါ့နော် Raven ကBinance မှာကျွန်တော်ရောင်းလို့ရတယ်เนาะရောင်းလို့ရတယ်ဆိုတော့ပြန်ရောင်းဖို့တော့ကလည်းအဆင်ပြေတယ်အဲ့တော့$2 $3လောက်နဲ့3နာရီစာငါပြီးတော့9ချက်လောက်ပြန်ရတယ်ဆိုရင်ဒါကိုယ့်ရဲ့ return on investment fine တယ်လို့ပြောရမယ်အဲ့တော့စာမတူးခင်ကျွန်တော်ထပ်ပြီးတော့ဆက်စုစရာလေးပြမယ်ဒီမှာဒီအတုံး icon လေးကိုနှိပ်လိုက်ပေါ့နော်နှိပ်လိုက်ပြီးတော့ဒီ image ကိုနှိပ်လိုက်အဲ့မှာကျွန်တော်ဒီမှာဒီနှစ်ခုအောက်မှာပြထားတဲ့နှစ်ခုက block ကိုတူးခဲ့တဲ့လူတွေเนาะတူးလို့အောင်ခဲ့တဲ့သူတွေပေါ့ဗျာဝင်ပြီးတော့ဆက်စုလိုက်ပြီးရင်သူ့ရဲ့current hash rate ကိုကြည့်လိုက်910 megahash ပေါ့နော်အဲ့တော့ဒါကဘယ် power နဲ့ဆိုရင်ရနိုင်ခြေရှိလဲဆိုတော့ကျွန်တော်ဆက်စုတာဒီကောင်ကိုကြည့်လိုက်သူ့ရဲ့ hash rate က 7.93 gigahash တော့များတယ်ပေါ့နော်အဲ့တော့ gigahash နဲ့ megahash ကိုကျွန်တော်တို့အဲဝင်းကျင်ကို target ထားပြီးတော့ဟိုပါဖြစ်ရမယ်ငှားရမယ်ပေါ့ဗျာအဲ power ရှိတဲ့ set တွေကိုငှားရမယ်ပြီးတော့ဒီမှာလူ icon လေးကိုနှိပ်လိုက်ရင်ဒီပူးထဲမှာရှိတဲ့ miner တွေအကုန်လုံးကျွန်တော်တို့တွေ့ရမယ်အဲ့မှာထိတ်ဆုံး3လောက်ကိုလှမ်းရှိုးလိုက်11 gig 924 mat 920 mat ပေါ့နော်အဲ့တော့ကျွန်တော်တို့က2နာရီ3နာရီလောက်တူးချင်တယ်ဆိုရင်အကောင်းဆုံးကတော့900နဲ့300ကြားဆိုရင်တော့အကောင်းဆုံးဖြစ်မယ်ဒီထက် power နဲ့တော့သွားချင်လည်းရတဲ့ပြဿနာမရှိဘူးit's okay ကဲဒါဆိုရင်ကျွန်တော်တို့တကယ်သွားမယ်ကျွန်တော်ရဲ့ mining rig renter ထဲမှာ Litecoin $2မပြည့်တပြည့်ရှိတယ်ပေါ့ဗျာ$ခွဲကျော်ပေါ့အဲ့တော့ကျွန်တော် Raven သွားငါ market ကိုနှိပ်ပြီးရင်ကျွန်တော် RVN ဆိုတာကိုရိုက်ထည့်မယ်အမှ KWPOW RVN ဆိုတာကိုကျွန်တော်တွေ့လိုက်မယ်အမှကျွန်တော်တို့က Litecoin နဲ့ပေးမဲ့အတွက်ကြောင့်မလို့ Litecoin logo ကိုနှိပ်လိုက်ရင်ကျွန်တော်ဒီမှာ power တွေကိုကျွန်တော်တို့တွေ့ရလိမ့်မယ်အဲ့တော့ကျွန်တော်ခုနကဘယ်လောက်ထိသွားမယ်ပြောရလဲမှတ်မိကြလားအဲ့နာနဲ့ကိုက်ညီတဲ့ power ကိုကျွန်တော်တို့သွားကြည့်မယ်ပေါ့နော်okay 8 gig ကိုရွေးကြည့်အောင်ဒီမှာကကျွန်တော်တို့သူ့ရဲ့ advertise က8 gig ကိုပေးထားတယ်ကျွန်တော်တို့ average က16.8 mat 148ဆိုတော့ကျွန်တော်တို့ဒါမ fine ဘူးပေါ့ဗျာတီးလားဟို hash rate ကအရင်နည်းနေလို့ပြောရမယ်တိတ်မကြိုက်ဘူးokay ထပ်ကြည့်လိုက်မယ်50 gig ကိုကြည့်လိုက်မယ်power လုံးဝမရှိဘူးမကြည့်ဘူးပေါ့နော်များသောအားဖြင့်ကျွန်တော်တို့ဒီ first page ပထမ page ကဂျင်းနေများတယ်တီးလားဒုတိယ page လောက်ကိုသွားလိုက်ဒုတိယ page လောက်ဆိုရင်တော့တကယ်စစ်တာရလာတယ်20G သူလဲပါဝါမတက်ဘူး85G တခါကြီးကျွန်တော်တို့ကိုစက်ကိုလို့အချိန်ပေးပြီးတော့တေချာရှားရတယ်ဗျာသိလားစက်တိုင်းက online ဖြစ်နေတာမဟုတ်ဘူးเนาะအချိန်ပေးပြီးကျွန်တော်တို့စက်ကိုရှားရတယ်ရှားနေတော့မယ်ရှားနေသေးပဲရှောက်ဖွင့်နေသေးပဲเนาะစိတ်ရှည်ရတယ်ဗျ Okay ဒီကောင်ကြည့်အောင်5.8 gig မတက်ဘူး Okay ပါဒုတိယ page ကိုသွား
အဲ့မှာ 7G 5G 5G ဆိုဖြစ်နိုင်ခြေရှိတာလေးကျွန်တော်ကြည့်လိုက်မယ် 1G ကတော့ဖြစ်နိုင်ခြေရှိတယ်တက်လိုက်အောင်မလားမတက်ဘူး Okay page 3ကိုတော့အဲ့မှာOkay 215 map ကိုတွေ့တယ်ကြည့်ကြအောင်215 map မစိုးဘူးပဲ215 map ကသူကြော်ညာရတာ9မိနစ်မှာ234ရတယ်15မိနစ်မှာ192မိနစ်30မှာ221ဆိုတော့မစိုးဘူး3နာရီကနေပြီးတော့96နာရီထိရတယ်မစိုးဘူး3နာရီငားမယ်ဆိုရင် 0.0060 like coin ကြမယ်ဟောနော်အဲ့တော့ကျွန်တော်မှရှိရ like coin နဲ့လောက်လားဆိုပြီးတော့တွားပြီးတော့ချိန်စစ်လို့ရတယ်နော် balance ဒီမှာကကြမှာက 0.006 like coin ကြမှာကျွန်တော်တို့မှရှိရ like coin balance က 0.029 ဆိုတော့ကောင်းကောင်းလေးကဘာဖြစ်တယ် 0.006 ဆိုတော့ကျွန်တော်တော်တော်နည်းတဲ့ amount ပမာဏပေါ့နော်ဟိုဒေါ်လာနဲ့တွက်မယ်ဆိုရင်တော့အဲ့တော့ကျွန်တော် run out နှိပ်မယ်ဟုတ်ပြီ like coin နဲ့ပေးမယ်3နာရီပဲငှားမယ်ပထမဆုံး run နဲ့ချိန်ကြရင်တော့3နာရီလောက်ပဲစတာကောင်းတယ်ပေါ့နော် next ကိုသွားပြီးရင်ကျွန်တော်ဒီမှာပူးတွေထည့်ပေးရအောင်မယ်ထည့်ရမယ့်ပူးတွေကိုကျွန်တော်2 miner နေပြီးတော့တစ်ခါတည်းယူပြီးတော့ပြမယ်နော် Okay 2 miner ဒီ website တွေအကုန်လုံး link တွေအကုန်လုံးကျွန်တော် video ရဲ့ description မှာတေချာလေးထည့်ပေးတာမှာဖြစ်ပါတယ်ဝင်ကြည့်လို့ရပါတယ်ဒီမှာကျွန်တော်တို့တွေ့ပြီOkay ပေါ်က solo avian 90နဲ့စုံတာကိုကျွန်တော်ကူးမယ်ပေါ့နော်copy minor rig rancher ကိုသွားပြင်ပူးလေးပဲမှာကျွန်တော်တို့ကဘာတူးတာလဲဆိုတော့ avian solo raven ကိုတူးတာခုနကူးခဲ့တဲ့ဟာကိုကျွန်တော်ဒီမှာ paste လုပ်လိုက်80 worker name ကကျွန်တော်ရဲ့ဒီ avian address ပေါ့နော် avian address အဲ့တော့ကျွန်တော်ခု trust wallet တွေကိုသွားပြီးတော့avian address ကိုသွားပြီးတော့ယူပြမယ်ကျွန်တော် trust wallet တွေကိုရောက်ပြီအဲ့တော့ setting ခလုတ်ကိုနှိပ် manage crypto ကိုနှိပ် RVN ကိုနှိပ်ဒီမှာ Raven ဆိုတာတွေ့လိမ့်မယ်အမှန်ချက်လိုက်နှိပ်လိုက် receive နှိပ် address ကို copy ခုနက worker name နေရာမှာပေးရမယ်ပေးလိုက် password ကိုကျွန်တော် X အသေးပေးလိုက် add ဘူးဒါဆိုရင်ဒီဘူးကိုစမ်းလိုက်မယ်ရသွားလားအပေါ်မှာတွေ့ရဆိုရင် okay တယ် next ကိုနှိပ်လိုက် pay and start နှိပ်ဒါဆိုရင် run တယ်စပြီဘယ်နေရာကိုအဓိကကြည့်ရမလဲဆိုရင်ကျွန်တော် detail ရဲ့ကိုယ့်ရဲ့ average hash rate power ကိုကြည့်ရမယ်ဘောနော်9မိနစ်လောက်ချိန်ပေးလိုက်9မိနစ်လောက်အတွင်းမှာ average hash rate က95ရာခိုင်နှုန်းလောက်တက်လာရဆိုရင်ဒါကိုကတော်တော်အဆင်ပြေပြီလို့ပြောရမယ်အဲ့တော့ကျွန်တော်ခု3နာရီစာငှားရတယ်ဒီဗီဒီယိုကကျွန်တော်10 edit လုပ်ပြီးတော့တင်မဲ့အတွက်ကြောင့်မလို့3နာရီပြီးသွားတဲ့ချိန်ကျရင်ကျွန်တော် RVN ရလားမရဘူးလားဆိုတာကိုဗီဒီယိုရဲ့ comment မှာကျွန်တော် update လုပ်ပေးမှာဖြစ်ပါတယ် okay စိတ်ပြကြပါစေတခုခုခက်ခဲရှိရင် Telegram မှာလာရောက်မေးမြန်းနိုင်ပါတယ်